ကိုယ့်ရဲ့ video view တော့ရသွားတယ်ဒါပေမဲ့ customer မရအောင် music teacher တွေဒီနေ့အထိယုံကြည်နေစေဖြစ်တဲ့ယုံကြည်မှုအမှားတစ်ခုကိုယ့်ရဲ့သင်တန်းတွေရောင်းကောင်းမှုအတွက်ကိုဖွင့်တဲ့ class ထဲမှာလူတွေလာဖို့ customer တွေများများရဖို့အတွက် online မှာ video သင်ယူနဲ့ customer ရလာမယ်လို့ထင်နေကြတကယ်တမ်း online မှာကို piano တီးထားတဲ့ video တွေသင်တယ်ကိုသချင်းဆိုထားတဲ့ video တွေသင်တယ်ဒါပေမဲ့ customer မရတာဘာကြောင့်လဲဖြစ်တဲ့သူတွေရှိလားရှိတယ်ဆိုရင် comment မှာရှိတယ်လို့ရေးလာကြမယ်ပြဿနာကကိုတင်တဲ့ video ထဲမှာ target audience ကိုတေချာမရွေးထားတာလူတိုင်းအတွက်ဆိုလို့ရှိရင်ဘယ်သူမှတတ်မှာမဟုတ်ခုနောက်ပိုင်းပစ္စည်းဝယ်တာပဲဖြစ် class တွေဝယ်တတ်တာပဲဖြစ်လူတွေကယုံကြည်မှုပေါ်မှာလိုက်ပြီးတော့မှဝယ်ကြတယ်ကိုယ့်ရဲ့အစွမ်းကိုဝယ်တာမဟုတ်เนาะတချို့ကဗီဒီယိုထဲမှာကိုယ့်ရဲ့အစွမ်းတွေပြပြီးတော့မှတီးပြီးတော့မှ video တင်လိုက်တယ်ဒါပေမဲ့ customer မရကိုတင်တဲ့ video ထဲမှာ value ဆိုတဲ့တန်ဖိုးတစ်ခုထည့်ပေးရလူတွေဝယ်တဲ့အခါမှာ class ကိုဝယ်တာမဟုတ် class ရဲ့ရလတ်ကိုဝယ်တာဖြစ်တယ်ဆိုတော့ဒီတစ်ချက်တွားပြီးပြုပြင်လိုက်ပါဒါဆိုလို့ရှိရင်တော့ကို video တင်တိုင်းမှာ clients တွေ customer တွေရမှာတေးချ video တွေလည်းတင်တာကြာပြီဒါပေမဲ့ customer တွေမရသေးဘူးဆိုလို့ရှိရင်တော့ online မှာဘယ်လိုမျိုး marketing လုပ်ရမလဲ personal branding ဘယ်လိုမျိုးတည်ဆောက်ရမလဲကိုယ့်ရဲ့ brand positioning ကိုဘယ်လိုမျိုးဆွဲထုတ်ရမလဲမေးတဲ့သူကနေဝယ်တဲ့သူဖြစ်သွားအောင် video ထဲမှာဘယ်လိုမျိုး value တွေထည့်ရမလဲဆိုတာနဲ့ပတ်သက်ပြီးအသေးစိတ်သိချင်တယ်ဆိုလို့ရှိရင်တော့လာမယ့် April 19 ရက်နေ့နောက်ပိုင်းမှာရန်ကုန်မှာ Harry နဲ့ 1 by 1 3-hour coaching session မှာလာဆုံလို့ရတယ် Harry 3 ဦးကိုပဲလက်ခံပေးမှာဖြစ်တဲ့အတွက်ဒီ video screenshot လုပ်ပြီးတော့မှအမြန်ဆုံး page admin မှာနေရာတွားယူလိုက်ပါ Harry ရန်ကုန်မှာဆုံကြမယ်